ဒါကြီးရောခါတော့မရတော့မှာကိုက်နေဒါကြီး တူတူပဲဒီမှာလဲစားနေပြီ အေးမင်းမုံလေပူတန်ချောင်းနဲ့တည်နေရပဲနည်းနည်းတော့မင်းပြောကြည့်ရမယ်ဒီတော့ဟောတော့ငါတို့ ငါခုစံကြောင်းကြီးများနေပြီလို့ ဒါကြီးမင်းမဟုတ်လေမင်းနဲ့တည်နေတာပဲငါတို့ငါမရတော့ဘူးဒါကြီးလုံးဝ ဒါကွာဖန်ကြည့်အောင်လား ဖန်ကြည့်မယ် ဒီသွားမှာကွာကိုစံကြောင်းကြီးငါလဲများနေငါခါခါရတော့ပြောကြည့်ရမှာ အေးငါလည်းပြောရင်းကန်နေလို့ငါလည်းမရတော့ဒါကြီး သွားမယ်လားကိုစံကြောင်းကြီးငါတို့ဒါရတော့ အေးငါတော်ဖြစ်နေတယ်ဒါ တိုင်းကိုစံကြောင်းရှိလား မင်းကဘာလို့မလဲ တို့ဘာကိုစံကြောင်းရှိလားကျွန်တော်ဖြစ်နေလို့ပါ အေးဟုတ်ပါမင်းကပူတန်ချောင်းနဲ့ပြောမှရမှာ ဟာအထဲမှာရှိလား ဒီကွာထဲမှာ ဒါတော့မှာ အေးဟောလေလုံးတော့ နောက်ပြောကြည့် အဲ့မှာသွားလိုက် ဟဲ့မြည်ကြည့်ပဲဟုတ်ကဲ့ဒီကညာကျွန်တော်ဒီကောတော့ပြီးတော့ငါဆော်ဖြစ်နေနော် အဲ့လိုပြီးတဲ့ခေါက်ကလည်း30ရှိပြီနော်အဲ့ဒါဆိုင်ရောတော့ပြီးမှာ ကျွန်တော်ဖန်ပေးပါမယ်လောက်ပါလားဒီတစ်ခေါက်သေးပါ တော်ဖြစ်နေလို့ပါ တင်က30ဘယ်တော့ပြီးမှမလို့ တော့ပေးပါမယ်ဗျာကျွန်တော်ဖန်ပေးပါမယ်လောက်ပါဟာတစ်ခေါက်သေးပါ မင်းအဲ့ပစံကိုမပေးနိုင်တော့မင်းမိသားစုလုံးဝဘဝပြတ်မယ်နော် ကျွန်တော်နားလဲပါဗျာပေးပါမယ် ဘာပါအောင်လဲဆိုတော့မသိရနော် ကျွန်တော်နားလဲပါဗျာ အဲ့ဒါဒီတကတော့ပေးလိုက်မယ်နော် ဟုတ်ကဲ့ပါဗျာ ကျွန်တော်နှစ်ချောင်းလုပ်ပေးစမ်း ဟောရလား ဟဲ့အောင်လေတိုးလုံနော်မလို့ ဟုတ် အဲကြောင့်အချင်းကြီးမကောင်းဘူး ပြောနေရောဟိုငွေးပါထိုးတာပြီလားဒီမှာလည်းရဆိုင်ရှိတယ်ဒါကြီး ဟဲ့အောင်လေကျွန်တော်ပြီးသေးဘူးလား ပြီးပါပြီပြီးပါပြီ ပြီးလေလစ်တော့ ဟုတ် ဟဲ့ပေးရမယ့်ပစံမမီရနော် မမိပါလေကွာပြီးပါမယ် တို့စေးပြောမလားအေးရ ငါကိုစံကြောင်းပေးရမယ်ပတ်စံနေများနေပြီဒီသားကြီးလူငါတော့ဖြစ်နေအိမ်ကဘိုးတော်စုတာစောင်းတာခိုးမှာ ဒါကြီးငါတော့မလိုက်ရဘူး ဒါမင်းမလာရဲ့နေခဲ့ကွာမင်းကလည်း ဒါရလို့တော့ဒီမျိုးမထင်ပါနဲ့ငါလည်း နင်းကလည်းစေးချတော့ကျွန်တော်မင်းတို့ကောင်လေးတူတူချတယ်မင်းတို့အပေါင်းလေးမဆန်ဘူးမင်းတို့ကောင် ဟုတ်သားကြီးအောင်ငါတော့အဲ့လိုခိုးငါမလို့ရဟိုကဖြစ်လို့ပါသားကြီးอ่ะနော် မင်းတို့ကောင်လေး ငါလည်း ကွာငါတော့ခိုးမှာပဲတော့နေပါလို့လားဟမ် ညီမလေးလားစိတ်ညစ်လို့ကိုကြီးရဲ့ ဒီဘာစိတ်ညစ် ညီမလေးလားငွေလိုးနေတာညီမလေးပတ်စံ ငါလည်းတူတူပဲငါလည်းငွေလိုးနေတာပဲနေဘာလိုးနေอ่ะ ညီမလေးလားညီမလေးလည်းတငယ်ချင်းမောင်းတင်းနေတဲ့လဲချင်းပတ်ချင်တာပတ်စံလိုတာပေါ့ကိုကြီးရဲ့ ငါလည်းပတ်စံလိုတယ်ငါလည်းစီးပြီးရကိုတန်ကြောင်ပတ်စံပေးရမှာငါလည်းလူးနေတာလိုတော့ရမှာ ကိုကြီးရဲ့စေးတာချနေရလေဒါပဲ နေလည်းဘာထူးလို့တော့နေရလဲ ညီမလေးကတစ်ခါတလေမှအသီးကင်တာပါကိုကြီးရဲ့အများတော့မဟုတ်ပါဘူး နေတခါလိုပါလဲနော်နေရလဲနေတိုင်းလိုပဲငါမြင်နေရတာတွေ့နေရတာ အဲ့ဆိုကိုကြီးဘယ်လိုလုပ်မှာတော့ဖေးစီတောင်းမလားပတ်စံလို နေဖေကပတ်စံတောင်းလို့ရမှာမဟုတ်ငါတော့ခိုးမှာရှင်းပြောတော့မှာ အဲ့ဆိုကိုကြီးခွင့်ညီမလေးတော့ပါဖို့ခိုးခဲ့အောင်နော် အဲ့ဒါနဲ့ဖေပတ်စံဘယ်နာထားလဲနေဖေကိုချောမိလိုက်ခိုးရလောက်ပါငါလို့ဟာခိုးမှာ အဲ့ဆိုညီမလေးတောင်းဝင်ကအဖေကိုမေးရမှာကိုကြီးကခိုး အဲ့တော့ အဲ့ညီမလေးလည်းပေးရမယ်နော် ပြီးပါမယ်အဲ့အတွက်မပူနဲ့ငါညမသာနေရာသိတာမေးလိုက်နော်ညီမရေနော်
အဖေတက်တာရလာရင် တက်တာပါလေ အဖေသမီးဘာလုပ်ပြအောင်မလဲ ဖေးရကြမှာရအရေးမကြီးပါဘူးဒါနဲ့သားကြီးနဲ့တပီးလဲဟော အဖေသားနဲ့သမီးကလေခုချိန်ဘယ်တော့မှမြန်အိမ်ကပ်ဘူးလို့လေအဖေမနေတိုင်းလဲလှဲနေလိုက်လေသမီးအဖေဝင်လာလေစေးသွားလာအောင်မယ်နော် အေး အဖေသမီးကျမရောဖေး အတမီလာတမီဘယ်လျှောက်သွားလား အဖေဖေးနေမကောင်းဘူးလား အေးဟုတ်တယ်တမီ အဖေကလည်းဘာမှမသိဘူးခဏခဏနေမကောင်းဖြစ်နေတာလား အော်တမီရဲ့ဘယ်တက်နိုင်မှာမဖေးရကြမှာရသူ့အောင်သူဖြစ်နေတာဟုတ်ငါတမီရဲ့ အာဖေးကျမရလည်းဖြစ်လဲဖြစ်နိုင်လို့နဲ့ဒါနဲ့အဖေကိုမေးစရာရှိသေးတယ်အဖေစုဆောင်ဆောင်လာရရှိသေးတယ် စုလောင်လာတာရှိရလေဘာဖြစ်လို့တမီရဲ့ ဘာမှပြပါဘူးဖေးရဲ့သမီးအခုငွေနည်းနည်းလိုနေလို့လေအဖေသမီးကိုကြိုးပေးထားလို့မရဘူးလား တမီရဲ့ဘာလဲများရေးကြီးလို့နေရတယ်ဖေးမရှိရနောက်ပိုင်းမှာတမီတို့ပေးမှလေတမီရဲ့ ဟာဖေးကလည်းပတ်စံလိုပါရဲ့ဆိုနေမှာအဖေတဲ့အောင်ထိုင်ဆောင်နေအောင်မလားဖေးကလည်းဖေးပတ်စံဘယ်နှမ်းမှာထားရလဲ ဟိုအိတ်ထဲမှာတိတ်ထားပါတယ်ငါသမီးရဲ့ အော်မမတော့ပြန်ရောက်နေပြီလားမမအဖေနဲ့ဘာကြီးပြောနေရလဲ ဘာမှပြောပါဘူးသမီးရဲ့ ဘာပြောမှလဲငယ်မရဲ့နိဖေဘောငါပတ်စံလိုပတ်စံတောင်းနေတာဒီနိဖေမပေးနိုင်ဘူး ဟောမမရဲ့အဖေကနေကောင်းတာမဟုတ်ဘူးလေမမနဲ့ကိုကြီးမရအတိုင်းပဲအဖေစရာပဲပတ်စံကိုပဲတောင်းနေကြ ဟာငယ်မနေဘာမှမသိဘဲနဲ့မပြောနဲ့အဖေကငါ့တို့ပတ်စံစုထားရဆိုလို့ငါတောင်းတာလက်ကားတောင်းတာမဟုတ်ဘူးငါမှပတ်စံရဖို့ရေးကိုလေနိဖေကသူ့သေးတာကိုထိုင်ဆောင်ခိုင်းနေသေးတယ် ဟာမမလည်းဘာကြီးပြောနေရလဲမမတို့ကအဖေကိုမပြူးစုတဲ့အပြင်အဲ့လိုမျိုးတွေမပြောနဲ့အဖေကို ရံဖြစ်ကြပါ ဟာအဖေကလေဂျမ်းမပြစ်စေချင်ပတ်စံပေးလေတော်ပြီအဖေကမပေးရင်လည်းနေတော့ကိုမသားကိုပဲကြံဖန်လိုက်တော့မယ်ဒီမှာသမီးစိုးမစိုးနဲ့နော် နင်မကျွန်တော်ဖမ်းမှာပဲဆိုငါစုဆောင်လာတဲ့ပတ်စံလေးဒီဆိုင်မှာရတော့မယ် အဖေရဲ့ဘာမှတွေးမနေပါနဲ့အဖေချမကြီးကိုကအဖေကူးဆိုင်ပါ အဖေဖေစစ်သားကြီးကျန်လိုက်ဖေအော်ငါသားကြီးမင်းအောင်ပြန်လာပြီဟိုအိမ်ကိုမကတ်ဘူး 啊，非嘞，那别穿了，那个穿的我无别，非要咱老追进路，那不算穿上的啦。 ငါသားလှုပ်ကြည့်နေဆိုတော့အဖေကဝမ်းသာပါတယ်ကွာ ဖေးအပြောမယ်ဒါလမ်းမနဲ့လမ်းမတွေးခဲ့တယ်ဖေးထဲမှာစုထားတဲ့စောင်းတာရှိတယ်လို့လက်မပြောလိုက်တယ်ဒါကိုဒီထဲမှာစုထားတာစောင်းတာရှိတယ်ဆိုတော့နည်းနည်းလောက်ထုတ်ပေးနော်ဒါအရင်ကြီးလို့လေဒီမှာတားငင်ချင်းနဲ့ပါတယ် နေပါအောင်သားရဲ့ဒီပစ္စည်းတွေကအဖေမရှိမှသားလို့ဆိုကြံရထားတာကွာ 啊，ဖေးရလေဗျာဖေးမရှိမှလာမပြောနဲ့ဖေးတင်မှာဆိုခုချိန်ချင်းသိလိုက်တော့အဲ့ဆိုရင်ဖေးကျုပ်ကပြောပြီးသားနော်ကျုပ်ကလမ်းမပြောသလိုကျုပ်ကကြံမှာကျုပ်ကကျုပ်လုံးမှာအမေကြံလာမပြောနဲ့ လောက်ပါနဲ့တကယ် ပြောပြီးသား ဖေးရတကယ်ဆက်ဆောပါ ဟဲ့ငါပြောပါမယ်ဒီနေရာမလားတော့ငါမောင်နှံချောင်းတို့လေငါပတ်စံပေးစရာအများကြီးပဲ အဲ့ပေးရပါလေ ငါအမခံထားမင်းသိရနော် သိတယ်ငါတို့ကမပါနေ ဟာဟိုမှာဆိုင်တို့အစစ်စစ်ပေးပြီလား ဟောလေငါကျွေးလည်းမပေးရသေးဘူးကျုံတော့ဝင်တောင်းပါမယ်လေအားဆို ဒါလေ အခုငါနိုင်ငါဖောက် ဟောတိုင်းချ နေလိုက်ခဲ့ ရတယ် သိပြီလား โอเคတဲ့အာရအောင်လုပ်မယ်ရသွားမယ် ဟဲ့မင်းတို့ခဏတို့လည်းငါကျွေးရပဲရှင်ကြီးမတို့ပေးရရှိတဲ့ပတ်စံလည်းလာမပေးဘူးဒီမှာဘာသဘောတော့ ပေးပါမယ်ကွာ စိတ်ချကိုအဲ့တော့ပေးအဲ့တော့မပေးဘူးဟော မင်းတို့ပြောထားတဲ့စကားရှိရနော် သိတယ်ကိုပေါ့ ဘာလဲပါ ဟုတ်ကျွန်တော်နားလဲ မင်းတို့မိသားစုတွေဒုက္ခဖြစ်ချင်လား ဟုတ်ပါဘူးမဟုတ်ဟိုကျွန်တော်တို့ကလည်းဟိုလိုရောက်မို့ကျွန်တော်တို့ရောက်အောင်လို့ကျွန်တော်ဒီနေ့လုံးဝဒီနေ့တော့ကျွန်တော်တို့ရောက်အောင်ဖန်နေ မင်းတို့ခံတဲ့အချိန်ကြီးငါမစောင့်နိုင်ဘူးခင်ဗျားလည်းကတော့စောင့်မှာပေါ့ခင်ဗျားလေဟဲ့ယူတော့ကမင်းတို့ဒီလေးစမ်းမဟုတ်ဘူးလေ လောက်ခါလဲအခုခမရကိုချုပ်ပေးမယ်လို့ပြောနေတာကိုကလည်းအဲ့လိုလုံးလို့မရဘူးလေ မင်းဘာအားထုတ်တာအဲ့လိုမလုပ်နဲ့ အဲ့လိုမလုပ်နဲ့လေ ကြာမှာထားတယ်ကွာနှကောင်တော့ဟာဟဲ့ထိုင်လား 哎呀！ဟဲ့他骗我要过来我要你
ဒီခါထောက်မင်းကောင်စေးအောင်ပို့ပေးတယ်နော်ဟုတ်ပြီးရင်ငါပတ်စံကိုရအောင်လာမပို့နိုင်ကျွန်တော်ငါအိမ်ထိလာမယ် ဟုတ်ကျွန်တော်တည်ရပြောလိုက်ပါကျွန်တော်တည်ရပြောလိုက်ပါငါဘူးတော့အိမ်ကြီး အိမ်နေကြီးရပြီ ဒီဘူးတော့အိမ်နေတယ်ငါတော့မယ်မင်းကြီးတောင်းနေ ငါဒီမှာစောင့်နေတော့ဖေး တဲ့ဘောတာ ဘာမဟုတ်ဟာဖေးကျွန်တော်ပစ္စည်းကျွန်တော်ပြန်မေးဖေး ဒါတွေကဘာလဲငါသားဒါတွေကြောင့်ငါ့ကိုလိမ့်နေတာလား ဖေးဗျာအဖေမသိအဖေမပြောနဲ့ဒါကျွန်တော်ဘောကျွန်တော်ပဲသိတယ် မင်းဘာတွေလုပ်နေလဲကွာမင်းကိုလူလားမြောင်အဖေဘလို့ပြင်မခဲ့ဆိုတာမင်းသိပါတယ် ဟဲ့ဆောင်းရလို့တော့တော့မယ်ရလို့တော့ အရာကြည့်ပြီးတော့သင်ပြောတော့ရအောင်ကောင်းပါလေကွာ တော့မရလဲရှင်းမလိုက်တော့ ကျုပ်ကိုအားဘူးလေဟာလေရှင်းမယ် လုပ်ပြလိုက် ဦးသိန်းအောင်ဘာလို့ ဘာဖြစ်ရမှာလဲဟဲ့အောင်မင်းတို့ကငါမပြောခဲ့ဘူးလားအပတ်စံမပေးရင်မင်းတို့မိသားစုဘလို့ဘဝပြတ်မယ်ဆိုတာသိတယ်မို့လား ကိုရကျွန်တော်အခုပေးမလို့ပဲကျွန်တော်ခံနေခဏလေးစောင့်နေ အဲ့ဆိုလည်းဖေးမလဲငါအဲ့လိုချိန်နေမစောင့်နိုင်ဘူးနော် ကိုရကျွန်တော်ရှားနေတာခဏစောင့်မယ်ကျွန်တော်လုပ်ပေးမယ်အခုစီပြောလုပ်ပေးမယ် ဟာလက်ပါနဲ့ဗျာမလက်ပါနဲ့ကျွန်တော်သားလေးကိုမလက်ပါနဲ့ဗျညရောဘာဝင်ရှုပ်တာလဲဘာတော့ရလဲလေးနေရလေဒါကျွန်တော်သားလေးပါဗျာကျွန်တော်သားလေးဘာမှမလုပ်ကြပါနဲ့ကျွန်တော်သားလေးဘာမှမလုပ်ကြဘူး ဖြစ်တာလည်းမသိဘူးဘာဖြစ်နေရလဲမလဲအများကြီးပဲလူတွေကအများကြီးပဲဘာဖြစ်အောင်ဖေး မင်းကိုရဲ့ပြဿနာတွေလေပတ်စံလာတောင်းတာလေကြားပါလေကွာကြားပါလေကွာ ဟုတ်တယ်ဟိုတော့ ဘာကြီးတော့ကမလုပ်ပါနဲ့ကွာ အမေဒီတော့တော့ဖေး မင်းကိုပြချစ်တာပါရေးစိတ်ချ ဖေးတော့တောင်းပါလေဖေးတော့တောင်းပါပါဖေးအနေနဲ့ရက်ခါလေးကောင်းမရှိကိုလို့တာလေးစီယိုလို့ကာရထားတဲ့ဖေကြမ်းတမ်းတဲ့လက်ဆုံးနဲ့နူးညံ့စွာထွေးပွေကားလေးဆုံးမသွန်သင်ခဲ့